မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတူတူလေ့လာကြမှာကတော့မြန်မာနိုင်ငံရဲ့နယ်နိမိတ်တွေပေါ့ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတဲ့အကြောင်းအရာပါပဲဟုတ်ကဲ့ရှင်ကျွန်တော်တို့အထူးအခြေပြုမှာကတော့ Dorothy Woodman ရဲ့ The Making of Burma ဆိုတဲ့စာအုပ်ပါတော်တော်လေးပြည့်စုံတဲ့စာအုပ်တစ်အုပ်ပါဟုတ်ပါတယ်ဒီစာအုပ်ကလည်းရှေးခေတ်ကုန်သွယ်ရေးနဲ့စတယ်အဲ့ဒီကနေ1960ခုနှစ်မှာမြန်မာနိုင်ငံရဲ့နယ်နိမိတ်တွေတိတိကျကျဖြစ်လာတဲ့အထိနှစ်ပေါင်းရာကြီးတဲ့သမိုင်းကိုခြုံငုံဖော်ပြထားတာသူ့ရဲ့ချင်းကပ်ပုံကလည်းစိတ်ဝင်စားဖို့ကောင်းနေရှင်တရားဝင်ထုတ်ပြန်တဲ့ British သမိုင်းမှတ်တမ်းတွေကိုချီးပက်အားမခိုးထားဘူးဟုတ်တယ်အဲ့ဒီအချက်ကိုကျွန်တော်သဘောကျတယ်လူမတီးသေးတဲ့မှတ်တမ်းတွေကိုတွေ့ကြုံခဲ့သူတွေရဲ့ပြောစကားတွေကိုအဓိကထားပြီးရေးထားတာဆိုတော့အမြင်သစ်တစ်ခုရစေတာပေါ့အတိအကျပါပဲအထူးသဖြင့်အဲ့ဒီခေတ်က British အစိုးရထုတ်ခဲ့ Blue Books တို့ White Papers တို့လိုတရားဝင်ထုတ်ပြန်ချက်တွေကိုသူကစိန်ခေါ်ထားတာအဲ့ဒီ Blue Book ဆိုတာကိုနည်းနည်းရှင်းပြပေးလို့ရမလားတာမန် report တွေနဲ့ဘာကွာလဲဗျကောင်းတယ်မိခိုးပါရှင်အဲ့ဒါတွေကတာမန်အစီရင်ခံစာတွေမဟုတ်ဘူးစစ်ပွဲတစ်ခုမတိုင်ခင်မှာ British Parliament နဲ့ပြည်သူလူထုကိုဒါရီကြောင့်ကျွန်တော်တို့စစ်တပ်ရတော့မှာဆိုပြီးတရားဝင်အကြောင်းပြချက်ပေးတဲ့ဝါရာဖြန့်ချီရေးလက်နက်တစ်ခုလိုပဲအော်ဆိုတော့အဖြစ်မှန်နဲ့သူတို့လိုချင်တဲ့ဘက်ကနေရေးထားတာပေါ့ဟုတ်ပါရဲ့အဲ့ဒါတွေကိုအမှန်တရားအဖြစ်အားလုံးကလက်ခံထားချိန်မှာ woman ကမထုတ်ပြန်ရတဲ့ရုပ်ဝတ်မထမ်းတွေကိုတုံးပြီးတော့စစ်ရဲ့ပထမဆုံးတားကောင်ဟာအမှန်တရားပဲဆိုတာကိုဖော်ထုတ်ပြခဲ့တာပါဒါဆိုရင်တော့တော်တော်စိတ်ဝင်စားဖို့ကောင်းပြီကဲအတိတ်ကိုပြန်သွားပြီးအရာအလုံးရဲ့အစကုံသွယ်မှုကနေဆက်လိုက်ကြအောင်များကောင်းပါတယ်ရှင်အစောပိုင်းမှာတော့ဆက်ဆံရေးကအခုနောက်ပိုင်းလိုတင်းမာမှုတွေမရှိခဲ့ဘူးထင်တယ်စာအုပ်ထက်မှာပါတဲ့အီတလီခရီးသွားဗာတင်မှာသူ့ကြောင့်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နော်ဘကူးပယံနဲ့တွေ့တဲ့အပိုင်းလေးဟုတ်တယ်တန်တာချောက်တွေကိုပတ်တမြားနဲ့လဲပေးမေရှူတာပြင်လက်ဆောင်ဆိုပြီးပတ်တမြားအလုံး200ထပ်ပေးလိုက်တဲ့ဆိုတော့အဲ့ဒီခေတ်ကနိုင်ငံသားတွေပေါ်မှာဘလောက်တောင်ပွင့်လင်းပြီးရရောခဲ့လေဆိုတာကိုပြနေသလိုပဲအခုခေတ်မြင်းနေစုယုံတော်မယုံနေကြပါဗျာတကယ်ကိုကွယ်ပြားခြားနာတဲ့ကဘာတစ်ခုလိုပါပဲအဲ့ဒီအချိန်မှာကုန်သွယ်မှုဆိုတာအပြန်အလှန်အကျိုးရှိတဲ့ဖလှယ်မှုတစ်ခုအနေနဲ့မြင်ခဲ့ကြတာပေါ့ဒါမဲ့အဲ့ဒီအခြေအနေကကြာမခိုင်ခဲ့လို့ထင်တယ်ဟုတ်ကဲ့နောက်ပိုင်းမှာပုံစံပြောင်းသွားတယ်ပိုတူဂီတွေလိုပင်လယ်ဓားပြဆန်တဲ့ကုန်တဲတွေဝင်လာတယ်သူတို့ကဖဲခိုးရခိုင်နဲ့မှုတမမြို့ဝကျွန်းပေါ်လိုနေရာတွေမှာကုန်တိုက်တွေလာဖွင့်တယ်သူတို့ရဲ့ရွေချက်ကရှင်းရှင်းလေးပဲအမျက်အစွန်းရဖို့သူတို့ဘာတွေနဲ့အထီးကကုန်တွေကြတာလဲမြန်မာပြည်ကဘာတွေကသူတို့ကိုအဲ့လောက်ဆွဲဆောင်ခဲ့တာလေပြောအစွန်းပဲရှင်မလကာကနေဆိုငရုတ်ကောင်းစံတကူကျုပ်ထဲတဲ့ပါတယ်မကာကလာတဲ့တင်မိုးတွေကြတော့တုံးပွဲတဲ့ကတိပါဘိန်းတွေအထိတက်လာကြတယ်ဟုတ်လားစာအုပ်ထဲကမှတ်ထမ်းနေရဆိုရင်လေမြန်မာပြည်ကထွက်တဲ့ကျွန်းတစ်တော်ပတ်သမြားတို့လိုပစ္စည်းတွေပေါ်မှာအမျက်အစွန်းရမ်းများတော့တချို့တက်လာတဲ့ပစ္စည်းတွေမှာအရှုံးခံပြီးတောင်ရောင်းတယ်လို့ဆိုတယ်ဟောခြေကုပ်ရဖို့အဓိကထားတာပေါ့ဟုတ်ပါတယ်ဒီလိုနဲ့ကုန်လွယ်မှုတက်ကနေနေမြန်မာဩဇာလွှမ်းမှုကိုကျူးစားလာတဲ့ခါမှာတော့တင်မမှုတွေဆလာတော့တာပဲရှင်ဒီနေရာမှာပဲအရှိအိန္ဒိယကုမ္ပဏီဝင်လာတော့တာပေါ့အဲ့ဒီတော့ကုန်သွယ်အချင်းချင်းဆက်ဆံရေးကနေ Empire တစ်ခုရဲ့ကိုယ်စားလှယ်နဲ့ဖြိုးရနာကတော့တစ်ခုကြာကဆက်ဆံရေးဖြစ်သွားပြီဒီအခုပြောင်းကတန်တမာရေးရမှာပြဿနာတွေအများကြီးဖြစ်စေခဲ့မှာပဲတော်တော်လေးရှုံထွေးခဲ့ပါတယ်ရှင်တစ်ဖက်ကမြန်မာဘရင်တွေကသူတို့ရဲ့အချုပ်အခြာအာဏာကိုအယမ်းတန်ဖိုးထားတယ်သူတို့ရဲ့ဘွဲတန်စိတ်တော်တွေကိုကြည့်ရကိုသိနိုင်ပါတယ်ဟုတ်ကဲ့ပတ်သမ ्या ရွှေငွေကြေးတန်ပယံတတူတွေတို့ဤအရှင်စင်ပြူတော်စင်နီတော်စင်ပြောင်းတော်တို့ဤအရှင်ဆိုပြီးထုံထုံထားတာကသူတို့ကိုသူတို့စัจ java လာတစ်ခုရဲ့အရှင်သခင်လို့ခံယူထားတာကိုပြတယ်အခြားတစ်ဖက်မှာကကုန်တဲ့ကုမ္ပဏီတစ်ခုကလာတဲ့ကိုစားလေဥပမာ Captain Baker ဆိုတဲ့ British အရာရှိတယောက်ပရင်ရှင်းမှောင်ဝင်တဲ့အခါဖိနှက်ချွတ်ရမယ်ကိစ္စအယိုသွေးပြရမယ်ကိစ္စတွေမှာအခက်တွေ့ခဲ့တယ်။ယဉ်ကျေးမှုအရာအကြီးအကျယ်ကွဲလွဲနေတာပေါ့နော်။ဒါမဲ့ချိန်တည်းမှာပဲမြန်မာပြည်ကအင်္ဂလိပ်တွေစီကနာရီတလုံးမားခဲ့တယ်ဆိုတဲ့မှတ်တမ်းကလည်းစိတ်ဝင်စားမှုကောင်းတယ်။ဆိုလိုတာကအပြင်ကဘာကိုလုံးဝကြောခိုင်းထားတာမဟုတ်ပဲ။စူးစမ်းချင်းစေတော့ရှိနေတော့မယ်။ဟုတ်တယ်ဒီလိုယဉ်ကျေးမှုဆိုင်ရာနားလည်မှုလွယ်မားတာတွေတန်တရားတွေကနေပထမအင်္ဂလိပ်မြန်မာစစ်ပွဲကိုဘလို့ဥတီသွားခဲ့တာလဲ British တို့ရဲ့တရားဝင်အကြောင်းပြချက်အဲ့ဒီ Blue Books တွေထဲမှာတော့နေဆက်ပြဿနာတွေသူတို့နိုင်ပြန်တာချူနဲ့ rice တို့ကိုမြန်မာဘက်ကဖန်ဆီးတာတွေကြောက်လို့ဆိုရယ်ဒါသူတို့ဘက်ကအမြင်ပေါ့ဟုတ်ကဲ့ဒါမဲ့ Woodman ရဲ့စာအုပ်ကမြန်မာဘက်ကအမြင်ကိုလည်းဖော်ပြတယ်စစ်ရှုံးပြီးနောက်ချုပ်ဆိုခဲ့ရတဲ့ရန်တပ်ပိုးစာချုပ်လို့စာချုပ်တွေဟာမြန်မာတွေအတွက်
အလုံးအမြင်စိတ်အနှောင့်အယှက်ဖြစ်စရာနဲ့အချက်ရစရာဖြစ်ခဲ့တယ်လို့ဆိုတယ်အတင်းအချက်လက်မှတ်ထိုးခိုင်းခဲ့တာလို့သူတို့ဘက်ကခံစားရတာပေါ့ဒါကြောင့်နောက်တက်လာတဲ့ PND ကပိုပြီးတန်တရားဝင်လာတာပေါ့ ဟုတ်ပါတယ်တာယာဝရီမင်းလက်ထက်မှာ Richardson နဲ့ McClory တို့လို British Intermission Cruising တွေကိုအလွန်ငင်းတန်တရားမျိုးလုံးနဲ့ကြည့်ခဲ့တော့တာပဲရှင်အဲ့ဒီအချိန်မှာတရုတ်ဘက်ကမြန်မာ PN ကို3ပေးစာပို့ခဲ့တယ်ဆိုတာကတော်တော်လေးကြိုမြင်တဲ့အမြင်ပဲအင်္ဂလိပ်လေးဟာညောင်မင်းနဲ့တူတယ် ဟုတ်တယ်အမြင့်တွေမြင့်ရင်ဖယ်ရှားဖို့အလွန်ခက်ခဲတယ်ဆိုတဲ့တင်စားချက်ကနောက်ပိုင်းသမိုင်းတစ်လျှောက်လုံးမှာတကယ်ဖြစ်လာခဲ့တာပဲဒီလိုတန်တရားနဲ့နားလည်မှုလွဲတာတွေကနေဒုတိယစစ်ပွဲကိုဘလို့ကူးသွားတာလဲဗျာအဲ့ဒီညောင်မင်းဥပမာကတကယ်ကိုမှန်ခဲ့တာပေါ့ပထမစစ်ပွဲပြီးမှအမြင့်တွေတွားပြီးဒုတိယစစ်ပွဲဖျားတဲ့အကြောင်းရင်းကပထမစစ်ပွဲထက်တောင်ပိုပြီးတီးနှုတ်တယ်လို့ဥပမာကတုံးသက်ကြတယ်ဟုတ်လားအဲ့ဒီခေတ်က British နိုင်ငံရေးသမား Richard Coburn ရဲ့စကားကိုကိုးကားပြီးကိုလိုနီတမိုင်းမှာအပေါ်ဆုံးဖြစ်ပွားခဲ့တဲ့စစ်ပွဲလို့တောင်သူကဆိုရရှင်ဘလို့အကြောင်းပြချက်မျိုးမို့လို့အပေါ်ဆုံးလို့တောင်ထုံးရတာလဲအဓိကကရန်ကုန်မြို့ဝမ်ကြောင့် British ကုန်သည်တွေအခက်အခဲဖြစ်ရတယ်ဆိုတဲ့တိုင်ကြားချက်အသေးဖွဲလေးနဲ့စတာပါအဲ့ဒီလောက်နဲ့စစ်ဖြစ်သွားရောလားဟုတ်တယ်ရှင်တိုင်ကြားချက်ကိုစုံစမ်းဖို့လာတဲ့ British ရဲတပ်ဖွဲ့ကမြို့ဝမ်နဲ့တွေ့ခွင့်မရလို့ဆိုပြီးစိတ်ကားမှရှိတဲ့မြန်မာဖြစ်တင်ဖို့တစုကိုအတင်းယူလိုက်တဲ့အဲ့ဒီနေနဲ့စပြီးစစ်ပွဲအထိဖြစ်သွားတာဘယ်လိုပြောမလဲအောက်မြန်မာပြည်ကိုလိုချင်နေတဲ့ British တို့တော့အကြောင်းပြချက်တစ်ခုရှားလိုက်တာနဲ့ပို့တူတယ်ရှင်တိုက်ပွဲတွေရောဘလောက်အထိပြင်းထန်ခဲ့လဲစာအုပ်ထဲမှာ British ပို့ချုပ် Godwin ရဲ့မတန်အကြောင်းပါတယ်မော်နာရွှေတိဂုံဖျားကိုတိုက်ခိုက်တိုင်းပိုက်တာကို a beautiful sight တဲ့လှပတဲ့မြင်းကွင်းလို့သူကရေးဟဲ့တယ်ဆိုတော့တော်တော်လေးအေးဆက်တယ်မှတ်တမ်းပဲနော်ဟုတ်ပါတယ်အဲ့ဒီမတန်မှာကိုလိုနီနယ်ချဲ့သူတွေရဲ့စိတ်နေစိတ်ထားကိုကောင်းကောင်းပုံဖော်နိုင်တယ်သူတို့အတွက်တော့ဒါဟာစစ်ရဲအောင်မြင်မှုတစ်ခုရဲ့လှပတဲ့မြင်းကွင်းပဲဒါပေမဲ့မြန်မာပြည်ဘက်ကလည်းအလွယ်တကူတော့အရှုံးမပေးခဲ့ဘူးထင်တယ်ဟုတ်ကဲ့အဲ့ဒီမတဲမှာပဲနောက်ပိုင်းမှာမြန်မာတွေကအလွယ်တကူအရှုံးမပေးပဲပျောက်ကြားစနစ်နဲ့ပြန်တိုက်နေတာကို the fellows do not give in ဒီကောင်တွေအရှုံးမပေးကြဘူးဆိုပြီးစိတ်ပြက်လက်ပြက်ရေးခေးပြန်တယ်ဒါမြန်မာတွေရဲ့ခုခံတော်လှန်လို့စိတ်ဘလောက်ပြင်းထန်လဲဆိုတော့ကိုဝန်ခံလိုက်တာနဲ့တူတူပဲအဲ့ဒီစစ်ပွဲပြီးမှတော့အောင်မြန်မာပြည်တစ်ခုလုံး British လက်အောက်ကျသွားရောပေါ့ဟုတ်ပါတယ်ရှင်တတိယစစ်ပွဲကတော့ပုံမြန်တယ်လို့ကြားတယ်လမ်းဘေးရံပွဲလောက်ပဲလို့တောင်းတင်စားကြတယ်ဆိုတော့ဘာကြောင့်အဲ့လိုမြန်သွားရတာလဲဘာကြောင့်လဲဆိုတော့ဒုတိယစစ်ပွဲရဲ့အကျိုးဆက်ကြောင့်မရှင်အောင်မြန်မာပြည်ကိုဆုံးရှုံးလိုက်ရတဲ့အတွက်ကုန်းမောင်မင်းဆက်ရဲ့စီးပွားရေးနဲ့ပင်လယ်ထွက်ပေါက်တွေအားလုံးကို British ကထိန်းချုပ်ထားပြီးသားဖြစ်သွားပြီ။အော်အဲ့ဒီတော့အထက်မြန်မာပြည်ကကုန်းတွင်းပိတ်နိုင်ငံလေးတစ်ခုတော့ဖြစ်နေပြီ။ဟုတ်ပါတယ်။ British တို့က9ရက်အတွင်းအကြောင်းပြန်ဖို့ရာတတန်ပေးတဲ့အခါမြန်မာရာချစမတ်ကစစ်ဖြစ်လာမယ်လို့တကယ်မယုံခဲ့ဘူး။ညီနိုင်မှုတွေနဲ့ချင်းဆွဲလို့ရမယ်လို့ထင်ခဲ့ပုံရတယ်။ဒါပေမဲ့အဲ့ဒီလိုဖြစ်မလာခဲ့ဘူး။ဟုတ်တယ်။ရာတတန်ကိုပယ်ချလိုက်တာနဲ့ British တပ်တွေကမန္တလေးကိုချက်ချင်းချီတက်ပြီးဘရင်ကိုဖမ်းဆီးလိုက်တယ်။အဲ့ဒီမှာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာလုံးဝဆုံးရှုံးသွားရတာပဲ။ဒါပေမဲ့နိုင်ငံတစ်ခုလုံးကိုတိုင်းပိုက်တယ်ဆိုတာမြေပြန့်ဒေသကိုထိန်းချုပ်ယုံနဲ့မပြီးတယ်ဘူးနော်။တောင်တန်းဒေသတွေကစိန်ခေါ်မှုကအဲ့နားမှာတကယ်စတာ။အဲ့ဒါကအကြီးမားဆုံးစိန်ခေါ်မှုပါပဲ။ဒီနေရာမှာ pacification ဆိုတဲ့စကားလုံးဝင်လာတာပဲ။ငြိမ်ဝဲပြပြရေးလို့ဘာသာပြန်ကြတယ်။ဒီစကားလုံးကနားထောင်လို့တော့ကောင်းတယ်။နူးညံ့တယ်လို့ပဲ။ဒါပေမဲ့စာအုပ်ထဲမှာဖော်ပြထားတဲ့လောက်ရတီကလုံးဝစန့်ကျင်ပဲနော်။အတိအကျပဲ။ဒါကကိုလိုနီခေတ်ရဲ့ခံထဝင်း euphemism ပေါ့။သွေးဝိုက်ပြောဆိုခြင်းတစ်ခုပဲ။ရက်စက်ကြမ်းကြောက်တဲ့စစ်ရေးနီးနာနှိမ့်နေတာကိုမငြိမ်မသက်တဲ့လူမျိုးတွေကိုငြိမ်းချမ်းအောင်လုပ်ပေးတဲ့ဆိုတဲ့ပုံစံမျိုးနဲ့တင်ပြတာ။ကိုနိုင်ငံကပြည်သူတွေအမြင်မှာအကျူးကျော်စစ်တစ်ခုကိုမွန်မြတ်တဲ့လောက်ရအခုအဖြစ်မြင်လာအောင်ဘောင်းခတ်ပြတဲ့ဘာသာစကားတစ်ခုပဲပေါ့။ဟုတ်ပါပဲ။ကချင်ဒေသမှာဆိုရင်အဖြစ်ဖြစ်စစ်စင် punitive expeditions တွေစနစ်တကျလူဆောင်ခဲ့တယ်လို့ဆိုတယ်။တော်လန်တဲ့ရွာတွေကိုဘလို့အဆင့်ဆင့်အရေးယူမလဲဆိုတဲ့တရားဝင်ညွှန်ကြားချက်တွေတောင်ရှိခဲ့တယ်ဆိုတာကကျွန်တော်တော်တော်တုံးလို့စေတယ်။ဒဏ်ငွေရိုက်မယ်မရရင်အိမ်တုံးပစ္စည်းတွေဖြတ်စီမယ်။နောက်ဆုံးမှအိမ်တွေကိုမိရှုမယ်ဆိုတော့ဒါကဖြစ်ကဆန်းလို့တဲ့ရစမှုမဟုတ်ဘူး။စနစ်တကျတွက်ချက်တွေချမှတ်ထားတဲ့မူဝါဒတစ်ခုပဲ။ဟုတ်ပါတယ်။ဒါဟာစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအရာချိုးနှင်တဲ့နည်းဖြူအားတစ်ခုပဲရှင်။ချင်းတောင်တန်းတွေမှာလည်းဒီလိုပဲသူတို့ရဲ့အဓိကရည်မှန်းချက်ကစိတ်ကောင်းတဲ့အထက်မြန်မာပြည်ကိုဆက်သွယ်မဲ့လမ်းဖောက်ဖို့အဲ့ဒီအတွက်ချင်းကောင်းဆောင်တွေကိုဖိအားပေးတာပေါ့ဟုတ်ကဲ့စာအုပ်ထဲမှာပါတဲ့ British ရာရှိကဦးရဲ့စကားကသူတို့ရဲ့သဘောထားကိုရှင်းဆုံးပြတယ်သူကချင်းကောင်းဆောင်တွေကိုအခုချင်းတောင်တစ်ခုလုံးကိုကျွန်ုပ်တို့ပိုင်ဆိုင်သွားပြီကျွန်ုပ်တို့ဘယ်တော့မှထပ်သွားမှာမဟုတ်ဘူးထာဝရဒီမှာပဲနေတော့မှာလို့တက်ပြောခဲ့တယ်
အင်မတန်မှထပ်ထန်တဲ့စကားပဲနော်ဒါဟာညင်းနိုင်ဆွေးနွေးလာမဟုတ်တော့ဘူးထာဝရတိမ့်ပိုက်လိုက်ပြီလို့ကြင်ကြလိုက်တာပဲ တကယ်ပဲရှင် ကိုမြေပေါ်မှာနေပြီးအဲ့ဒီလိုစကားမျိုးအပြုတ်ခံရတဲ့အခါဘလို့ခံစားရမလဲဆိုတာစဉ်းစားကြည့်လို့တော့မရဘူးရှမ်းပြည်နယ်ဝေဒီတာတွေမှာလည်းအလားတူပဲခုခံမှုတွေရှိခဲ့မှာပေါ့ ရှိခဲ့ပါတယ်ရှင်ဝါခေါင်းဆောင်တွေက British ရာရှိစာရေးပြီးကန့်ကွက်ခဲ့တဲ့မှတ်တမ်းတစ်ခုရှိတယ်ကျွန်တော်တို့ရဲ့ကိုးကွယ်ရာဖျားเจ้าကန်တွေကိုအိတ်ဆက်ရာနေရာရွှေ့ပြောင်းလဲခဲ့တယ်မတ်တရွာကိုမီးရှို့ခဲ့တယ်ဆိုပြီးသူတို့ရဲ့နာကျင်မှုကိုရိုးရိုးရှင်းရှင်းလေးနဲ့ထိထိမိမိဖော်ပြထားတယ် ဒါကသူတို့ရဲ့နယ်မြေရင်းချမှုနဲ့ဘာသာရေးကိုပါကျူးကျော်ခံရတဲ့အပေါ်မှာဘလောက်အထိခံစားခဲ့ရလဲဆိုတာကိုပြနေတာပဲ ဟုတ်ပါတယ် ဒီညင်ဝက်ပြပြရဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးစဉ်းစားမိတာတစ်ခုရှိတယ်ဗျာမြေပြန့်ဒေတာကိုသိမ့်ပိုက်တာနဲ့တောင်တန်းဒေတာတွေကိုဒီလိုရက်ဆက်ဆက်ကိုင်းနေတာနဲ့ကနီလာမတူဘူးဒီလိုတီးခြားစီအကြမ်းဖက်တဲ့နီလာနေနဲ့ဆက်ဆံခဲ့တာကနောက်ပိုင်းမြန်မာနိုင်ငံရဲ့ဗဟိုနဲ့တိုင်းဒေတာတွေကြားကပြိပခါတွေအတွက်မျိုးစိချပေးခဲ့တယ်လို့ပြောရင်မှားမလား လုံးဝမမှားပါဘူးရှက်ဒါကတကယ်အဓိကကြတဲ့အမွေဆိုးတစ်ခုပဲ British တွေကအုတ်ချုပ်ရေးလွယ်ကူဖို့ divide and rule ပေါ့တက်လျော်အုတ်ချုပ်ရေးမူဝါဒကိုသုံးခဲ့တယ် ဟုတ်ကဲ့ တောင်ကမ်းဒေသတွေကိုမြန်မာပြည်မနဲ့ထိချအုပ်ချုပ်ခဲ့တယ်။အဲ့ဒီမှာကျင့်သုံးခဲ့တဲ့ရက်ဆက်ကနီလန်းတွေတဘောတူညီချက်တွေကမယုံကြည်မှုနဲ့နာကျင်မှုတွေကိုနက်နက်ရှိုင်းရှိုင်းအမက်တွေစေခဲ့တယ်။အဲ့ဒီအမွေဆိုးတွေကလွတ်လပ်ရေးရောက်ပြီးနောက်ပိုင်းမှာလည်းဆက်ပြီးပါလာခဲ့တာဒီနေ့အထိပဲရှင် ဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုခြုံငုံကြည့်လိုက်ရင် Dorothy Woodman ရဲ့ The Making of Burma စာအုပ်ကနေကျွန်တော်တို့ရလိုက်တဲ့အဓိကအချက်ကမြန်မာနိုင်ငံကိုပုံဖော်ခြင်းဆိုတာမြေပုံပေါ်မှာဘောဘင်းနဲ့မြင်ဆွဲလိုက်တယ်လို့လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး ။ဟုတ်ပါတယ် ကုံတွေကစပြီးနေချဲလိုစိတ်နဲ့ပြင်းထန်တဲ့ခုခံတော်လှန်မှုတွေကြားကနေပေါ်ပေါက်လာတဲ့ရှေလာပြီးရက်ဆက်ကြမ်းကြုတ်တဲ့ဖြစ်စဉ်ကြီးတစ်ခုဖြစ်တယ်ဆိုတာပါပဲတရားဝင်တမိုင်းမှာဖုံးကွယ်ထားတဲ့အမှန်တရားတွေကိုဖော်ထုတ်ပြခဲ့တာပဲ ။ဟုတ်ပါတယ်။စာအုပ်က1960မှာရုံမြန်မာနယ်နီးမိတ်စာချုပ်ချုပ်ဆိုပြီးတဲ့အခါနယ်နီးမိတ်ပြီးဆုံးသွားပြီးဆိုတဲ့အချက်နဲ့အဆုံးထပ်ထားတယ် ဟွန်း ။ဒါမှဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကစဉ်းစားစရာတစ်ခုခြံထားခဲ့တယ်ရှင်။အဲ့ဒီနယ်နီးမိတ်တွေဟာစကုပေါ်မှာပြည့်စုံသွားပြီးမဲ့တကယ်တမ်းမှာစိတ်ငြိမ်ငြိမ်အရာတည်ငြိမ်သွားပြီလား ကောင်းတဲ့မေးခွန်းတစ်ခုပဲ ။ဒီနယ်နီးမိတ်တွေကိုတတ်မှတ်ခဲ့တဲ့နီလန်းတွေဆိုလိုတာကငြိမ်ဝေးပြပြရေးလို့ခေါ်တဲ့စစ်စင်ရေးတွေအပြစ်ပေးတိုက်ခိုက်မှုတွေနဲ့နိုင်ငံရေးပြည်ရန်တွေကခြံထားခဲ့တဲ့အမွေဆိုးတွေဟာဒီနေ့ခေတ်မြန်မာနိုင်ငံရဲ့ပြည်တွင်းပဋိပက္ခတွေကိုဘလို့ပုံစံနဲ့ဆက်လက်ရှင်တန်စေနေတယ်လဲဆိုတာကတော့ကျွန်တော်တို့အားလုံးဆက်ပြီးမေးခွန်းထုတ်ရမယ့်အကြောင်းအရာတစ်ခုပါပဲ